ဒီချေပညာဒါနလေးတစ်ခုပြန်ပြီးထပ်ပြီးမယ်ပေါ့နော်အရင်တုန်းကတော့ပေးခဲ့ဘူးပြီးဒါပေမဲ့လို့ပြန်ရှာလို့မတွေ့တဲ့အတွက်အစ်စ်ပြန်ချုပ်လိုက်တယ်ပေါ့လေနော်ဆိုတော့အဲ့တော့ဒါလေးကဘာလေးလဲဆိုတဲ့ခါကျတချို့တို့ accessory တွေထည့်တဲ့ဟာလေးပေါ့ဒါလေးတွေကကျောင်းဆရာမတွေအတွက်လည်းအဆင်ပြေတယ်ဒီအထဲမှာဟာလာဘောပန်ဘာညာလေးတွေကိုစာသင်ခန်းကိုလက်ကလေးချိတ်ပြီးတော့ယူသွားလို့ရတယ်ပေါ့လေအများကြီးအဆင်ပြေတယ်ဒါတစ်ချက်အတွက်ဆိုလဲတစ်ချက်ကတစ်ချက်အခုသင်တန်းတွေပြန်တက်ရတော့မယ်တက်ရတော့မယ်ဆိုတစ်ချက် accessory တွေထည့်ဖို့အတွက်ကိုဒီအိတ်ကလေးကိုတစ်ချက်ချုပ်ထားခြင်းဖြစ်တယ်ဒါလေးကိုတစ်ချက်လက်ကနေချိတ်ပြီးသွားရုံပဲပေါ့လေနော်ဆိုတော့အဲ့တော့ဒီအိတ်ကလေးကဟာလာဒီချေတို့ရဲ့ဒါမှကျောင်းဆရာမတွေရဲ့မှာမဟုတ်ဘူးပေါ့လေနော်ဒီရိုးဒီဟာလာကိုထဲအသက်ကြီးတဲ့အမတွေပဲဖြစ်ဖြစ်ညီမတွေပဲဖြစ်ဖြစ်ခါလေးဟိုနားဒီနားလေးသွားကျင်တယ်ဆိုလို့ရှိရင်လည်းဒီချေတို့ကဒီမှာလက်ကလေးချိတ်ပြီးဒီလိုလေးသွားရုံပဲနော်မဟုတ်ပဲဒီဘက်အဲ့တော့ဒီအိတ်ကလေးချုံရတာဆန်းလားဆိုတော့မဆန်းပါဘူးရိုးလေးပဲတကယ်ကိုရိုးလေးပါဒါပေမဲ့လို့ဆန်းတဲ့နေရာလေးကဘာဖြစ်နေလဲဆိုတာတစ်ချက်ပြပေးမယ်။အိုးမှာဒီချေတို့ကဒီလိုပိတ်စမျိုးတွေအကောင်လေးတွေပါတဲ့ပိတ်စမျိုးတွေချုပ်တဲ့အချိန်ကျရင်သတိထားပေးရတယ်။ဘာသတိထားရလဲဆိုတော့ချေတို့ကဒီလိုပုံစံလေးတွေဆိုလို့ရှိရင်ချုပ်တဲ့ဒီတစ်ဖက်အရှိဘက်အလှဘက်ဆိုလို့ရှိရင်တော့ तू ကအတဲ့ဖြစ်တယ်။ဒီအနောက်ဘက်ကျရင် तू ကဇောက်ထိုးဖြစ်တတ်တဲ့အဲ့ဒါလေးရှိတယ်နော်ဒါလေးကဒီချက်အရင်ပညာဒါနပေးခဲ့တယ် long mini wallet မှာလည်းဒီချက်သင်ထားပေးပြီးပြီအဲ့တော့ဒီလိုပိတ်စလေးတွေနဲ့ချုပ်မယ်ဆိုလို့ရှိရင်ကိုကသတိထားရမယ်အချက်ကရှေ့နဲ့နောက်နဲ့ဟာနောက်ဘက်ကဇောက်ထိုးဖြစ်မနေဘူးအရင်အရေးကြီးတယ်နော်ဥပမာတကယ်လို့မိမိကကိုယ့်ဟာကိုယ်တခြားဒီပန်းပွင့်တို့ဘာတို့ညာတို့ပိတ်စလေးတွေကသိပြဿနာမရှိဘူးဒီလိုအကောင်လေးတွေကြတော့အရန်သတိထားပေးရတယ်ဒီချက်ကတော့ဒီမှာဘာလုပ်ထားလဲဆိုတော့ဒီမှာအောက်ဘက်မှာထပ်ပြီးတော့ဆက်ထားပေးတယ်ဆက်ထားပြီးတော့ချက်ဟိုဘက်ဒီဘက်ပေါ့နော်နှစ်ဖက်စလုံးဒီမှာအလှရှိအောင်လို့ချက်ချုပ်ထားတယ်ပေါ့လက်ကင်ကြိုးလေးဆိုလို့ရှိရင်လည်းဒီချက်ကသူ့ပိတ်စလေးရှိတဲ့အတွက်သူ့ပိတ်စကြိုးနဲ့ပဲချက်ပြန်ချုပ်တယ်တကယ်လို့မိမိကကြိုက်တဲ့ပိတ်စနဲ့ချုပ်လို့ရတယ်နော်ကိုအဆင်ပြေတဲ့ပိတ်စနဲ့ချုပ်လို့ရတယ်အခုလိုတစ်ချက်လို့ဟာလာနှစ်ဖက်မဆက်ချင်ဘူးတစ်ဖက်ထဲမှာပဲလိုချင်တယ်ဆိုလဲဆက်လို့ရတယ်နော်ချုပ်နီးလေးကလည်းဘာမှဟိုအရင်ဒီကွာခြားနေတာမရှိဘူးပေါ့လေဒါပေမဲ့ဒီမှာတစ်ခုကဒီထဲမှာဒီချက်ကဘာနဲ့ချုပ်ထားလဲဆိုတော့ချက်ကွေးတင်းမလုပ်တော့ဘူးကွေးတင်းမလုပ်ပဲနဲ့ချက်ကော့ကပ်ပိတ်ကို sorry ကော့ကပ်ဖော့ကိုဒီချက်သုံးထားပေးတယ်เนาะဒီကော့ကပ်ဖော့ကိုလည်းဒီချက်တို့ဘယ်လိုလုပ်လဲဘာလဲဆိုတဲ့ဥစ္စာလေးကိုလည်းဒီချက်ဗီဒီယိုတွေအားလုံးကို editing လုပ်ပြီးတယ်ဆိုလို့ရှိရင်တင်ပေးပါမယ်လို့เนาะပညာဌာနလေးအဲ့တော့ဒီအိတ်ချုပ်နီးလေးကိုလိုချင်တယ်ဆိုလို့ရှိရင် comment မှာမှန်းခဲ့ပေးပါ yes ဆိုပြီးတော့မှန်းခဲ့ပေးပါဒီချက်ပေးပါမယ်เนาะဗီဒီယို editing လေးခဏလေးစောင့်ပေးပါလို့ပြောချင်ပါတယ်เนาะလှတယ်เนาะဒီမှာကြည့်တွေ့လားချစ်စရာလေးသေးသေးလေးမကြည့်ဘူးချဲတော့သဘောကျတယ်မှာဒီလိုလေးခြင်သွားလို့ရတယ်နော်ဒီထဲမှာဥမာကိုကဒီအထဲမှာပေါ့နော်ဇစ်တွေပါထည့်ခြင်းနဲ့ဆိုလဲရတယ်နော်ဇစ်တွေပါထည့်လို့လည်းရတယ်မိမိသဘောဒါဒီချက်ကတော့ဒါ accessory ထည့်မယ်ဆိုတဲ့အခါကျတော့ချက်ဟိုကွက်ကိုဒီဇစ်မထည့်တော့ဘူးပေါ့နော်ကို style နဲ့ကိုချုပ်ထားတာပေါ့နော်အဲ့တော့ဒါလေးကချစ်ဖို့ကောင်းပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆမ်းမေနီလာကိုပါရှင်